ဒီတော့မှတော့နှုတ်ကပတ်တဲ့ပတ်သက်လို့တော်များများလေးကြားပြီးဖြစ်ပါတယ်နော် topic ကပိုင်းနဲ့လေးတော်များများကြားပြီးပြီ blessing ပိုင်းရော prosperity ပိုင်းရောဟာလားအထူးသဖြင့်တော့ evangelical လည်းမြောက်များစွာကြားပြီးဖြစ်ပါတယ်ဒီနေ့ကြားမယ့်အရာတော့ဝိညာဉ်တော်နဲ့ပတ်သက်တဲ့အရာကိုကျွန်တော်ကြားဖို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖျားရှင်ကောင်းမြတ်ပါသလားဖျားရှင်ကောင်းမြတ်ပါသလားဖျားရှင်ကောင်းမြတ်ပါသလားဘယ်လိုပေါ်မှာလဲဘုရားမှာကောင်းတဲ့ဖျားကိုလက်ခုပ်ချီးမွမ်းကြဒီလောလောလလည်းပဲကျွန်တော်ချီးမွမ်းမယ်ဟာလားလောလောလလည်းပဲအာမင်ထူးတင်များမှာထူးမယ်အာမင်များများထူးတဲ့သူဖျားတင်များများကောင်းချီးပေးမယ်အာမင်ဝတ်ရနော်ဟာလေလုယာလေဝင်လာတဲ့ကြောင့်တော့ယုံကြည်သူအသက်တာမှာဖြစ်ပြနေတဲ့အရာကိုပြန်လည်စဉ်းစားဆင်ခြင်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီယုံကြည်သူတော်များများကဖယားကိုအတိနဲ့အသက်ရှင်နေကြတယ်။ဒီဖယားကိုအသက်တာမှာရှိတဲ့ဖယားကိုအရှိနဲ့အသက်တာမှာဟောလို့ပဲဝိညာဉ်တော်ပြတဲ့သိရတာပဲ။အခါဒီနေ့ဝိညာဉ်တော်ပြတဲ့ဥစ္စာတွေဘလာ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 အကုန်သိတာပဲ။ဒါပေမဲ့ဝိညာဉ်တော်ပြကိုယ့်ရဲ့အသက်တာမှာရှိမှာပြောင်းလဲမှုခံစားမှုဆိုတာအာမင်အော်ဝိညာဉ်တော်ပြရဲ့နှုတ်ဆောင်တဲ့ဘုအသက်တာမှာမခံစားတဲ့မြတ်ကာလတော်လို့မိတ်ဆွေဘယ်လောက်ပဲနှုတ်တော်ဝိညာဉ်တော်ပြအကြောင်းပြောနေသေးဘာမှတကုံမပါဘူးအနွိုင်းမပါဘူးတို့လူမျိုးကတော့လည်းဒီပဲနောက်ကတော့တည်နေကြတယ်ဒီနှုတ်ကတော့တည်ဖို့နဲ့အသက်ရှင်ဖို့ကိုယ့်ရဲ့အသက်တာမှာရှိပြီးတော့နှုတ်ကတော့အသက်ရှင်ဖို့ဖြစ်ပါတယ်ဟာလေလုယာယန္တပတ်တယ်လို့ကျမ်းပိုက်လေးနောက်နှစ်ပိုက်သုံးပိုက်ဖတ်ချင်ပါတယ်ရောမပတ်ချင်တဲ့ဘက်အခန်းကြီးမှာအပိုင်းနဲ့ဆက်ရှိဖြစ်ပါတယ်ဒီဘက်အခန်းကြီးမှာအပိုင်းနဲ့ဆက်ရှိလူတို့တဲ့တပည့်ရဲ့ယမှုချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံရဲ့ရှိကြလောဒီနေ့ကိုရှောင်မယ်ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ဘုရားပြန်တောင်းဆိုတယ်ဒီနေ့ပတ်သက်လို့အဖြစ်အပျက်ကလေးပြန်ပြီးတော့စဉ်းစားဆင်ခြင်ဖို့ကတော့ဓမ္မတော်ဝတ္ထုခန်းကြီး၄ရဲ့အဖြစ်အပျက်ကလေးနဲ့ပြန်ပြီးစဉ်းစားဆင်ခြင်ပါဓမ္မတော်ဝတ္ထုခန်းကြီး၄အဲ့ဒီ30ရာဖတ်ချင်အနာရောဂါကြီးတွေကလက်တော်ကိုဆန့်တော်မူ၍အန်ရှင်တော်ယေရှုနာမတော်အဖြစ်နမိတ်လက္ခဏာအဘတော်မှုတို့ဖြစ်စေတော်မူစေတွင်ကိုယ်တော်ကျွန်တော်နှုတ်ပတ်တရားတော်ရဲရဲစွာဟောပြောပါမည်ကြောင်းကဲမသနာတော်ပါစတောင်းကြရဲ့ထိုသောစတောင်းပါနာပြမစီဝဲသောအရာတုံလုံး၍ထိုသူအပေါင်းတို့တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်တဲ့ဘုရားသခင်နှုတ်ပတ်တရားတော်ရဲရဲစွာဟောပြောကြ၏ဟာလေလုယာဝိညာဉ်တော်ရဲ့အတ္တမှာအရင်ဆုံးပြည့်တယ်ပြည့်မှနှုတ်ပတ်တော်ရဲရဲချင်းပြောကြတယ်ဒီရဲတဲ့ပြောတဲ့ကြောင်းလေးတွေတွေ့တယ်လူပေါင်း300လူပေါင်း900ပြောင်းနေသွားလားယုံကြည်သောသူပေါင်းတို့စိတ်နှလုံးတည်ငြိမ်တဲ့ချက်ရှိကြပြီအဘယ်သူမှမိမိဥစ္စာတစ်စုံတစ်ခုကိုငါဥစ္စာဝေမဆိုပဲနဲ့ရှိတဲ့များသောဥစ္စာတို့ကိုဆက်ဆံတဲ့ဖြင့်သုံးဆောင်ကြ၏သခင်ယေရှုထမ်းတော်မူခြင်းအကြောင်းကိုတမန်တော်တို့ကြီးသောတကိုးနှင့်သက်သေခံ၍ထိုသူအပေါင်းတို့ကြီးသောကျေးဇူးတော်နှင့်ပြည့်စုံကြ၏ထိုသူတို့ဆင်းရဲသောသူပြောင်းများမရှိဟာလေလုယာဒီနေ့ဒီညမှာပြန်ပြီးတော့စဉ်းစားဆင်ခြင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့နှုတ်ကပတ်တော်ဝင်လာတဲ့အကြောင်းအရာတော့ Faith Holy Spirit တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ပြည့်ဝဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်ပြည့်ဝခြင်းဆိုတဲ့စကားလုံးကိုကျွန်တော်ထပ်လိုက်ချင်တယ် Saturated with Holy Spirit Hallelujahမဟုတ်ဘူးနော် saturated ဆိုတာကဝိညာဉ်တော်သိလို့တခါအလျံပဲဖြစ်သွား surplus လို့ပြည့်နေတာလည်းကိုထမ်းအောင်ထားအောင်တော့တအားပြည့်ပိတ်တယ်အသက်တာမျိုးနဲ့တို့တွေအသက်ရှင်နေတာဟာလေလုယာဒီယုံကြည်ကြောက်ဖြစ်လာဝိညာဉ်တော်များကိုလည်းရှိတယ်သိကြပဲဒီယုံကြည်အသက်တာဆိုတာကသိတဲ့အရာနဲ့အသက်ရှင်ဖို့မဟုတ်ဘူးနော်ကိုယ့်ရဲ့အသက်တာမှာရှိတဲ့အရာနဲ့အသက်ရှင်ဖို့ဟာလေလုယာသဘောတူကြတယ်တခုဖြစ်တယ်ဒီလိုလည်းသိတာပဲခေတ္တကဘာမှအသေးခံနေတို့ဒီလူသားအလုံးနဲ့အပြည့်အသေးခံနေဒါကိုယုံကြည်လို့ရှိရင်ကဲဒီနေ့ရတယ်ဆိုတာခလေးတင်ရစာကုန်သိတာပဲ
ပြောဆိုဝိညာဉ်တွေဖမ်းမဲ့အရာတွေဘုရားသခင်ပေးထားတဲ့တကူတော်နမိတ်လက္ခဏာတွေအတော့ပြုပြီးပါမြောင်များစွာနဲ့အင်းနေတယ်ကိုရပဲကိုရပြောရင်တဲ့တော့ရတာတော့အေဝိညာဉ်နဲ့ဟောကြားကြတော့ခမဲတော်တာတရှင်တော်ဘုရားနာမနဲ့ပဲစင်ပေးကြတော့ကိုရတဲ့မရှိရှိတဲ့အရာကိုသူများကိုပေးလို့ရတယ်မရှိတဲ့ဘယ်လိုမှပေးလို့မရဘူးကိုရတဲ့ကကဲဒီမိုင်းယေရှုရှင်ဒီယေရှုကိုတော့ပြန်လို့ပေးနိုင်တယ်ကိုရတဲ့ကဝိညာဉ်တော်ရှင်ဒီဝိညာဉ်နဲ့နမိတ်လက္ခဏာတော်တွေတော့ပြန်ပြီးတော့ပေးနိုင်တယ်နောက်ကလို့ရှိရင်ဒီရောက်ကိုပြန်ပြီးတော့ပေးနိုင်တယ်ကိုရတဲ့ကဘာမှမရှိဘာမှကိုပေးနိုင်မှာဒီနေ့ယုံကြည်မှုဆိုတာကသိရုံနဲ့အသက်ရှင်ဖို့မဟုတ်ဘူးနော်ရှိတဲ့အရာနဲ့အသက်ရှင်ဖို့ဖြစ်တယ်နော်ဟာလေလုယာဒါကြောင့်သိကျွမ်းရင်းနေခြင်းစကားလုံးကပြောထားပြီလားပေတရုတရားဝါဒတော်ခဏတော့ပဲဆက်ရှင်မှာပြောထားပြီလားသိကျွမ်းရင်းနေခြင်းခရစ်တော်နမတိတရားနဲ့နမတိအကျွမ်းမှုရှိရမယ်ရင်းနေရသိရုံလေးနဲ့ခရစ်တော်အကြောင်းကိုလုံးစီပါစီနားမလည်နေတော့ခရစ်တော်သိကျွမ်းရင်းနေမှာဖခင်ရဲ့အလိုကောင်းသိနိုင်တာပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်အခုကျေးဇူးတော်ကာလမှာအားလုံးကြီးနေတယ်နှုတ်ကပတ်တော်နေရာကလည်းကြားနိုင်တယ်အေဝံဂေလိလုံးဆောင်တဲ့မြောက်များစွာရှိတယ်ကြားနိုင်တဲ့အချိန်ကာလမှာကြားဖို့လိုတယ်ကြားနိုင်တဲ့အချိန်မှာနာဟန်နိုင်ဖို့လိုတယ်ဗေဒင်ကာလရောက်ပြီးဒီလိုကြားမှာမဟုတ်တော့ဘူးနော်ကျန်တဲ့တဲ့တွေအားလုံးကြည့်ပြီးဖယားရှင်ခန္ဓာကလည်းတက်တယ်မှာအိဒီလာတဲ့တဲ့တော့လည်းကောင်းတယ်မှာဒီတော့ဘုရားလည်းတော့ဝိနာတိုင်ကြီးကိုကလာမကုံစိုးခင်မှာတကယ်ကြီးဆိုရင်အနှစ်သာရကိုခံစားစေတယ် We must live in under grace ကြီးကိုမှအသက်ရှင်စေခြင်းနဲ့ဒီလိုကြီးဆိုတော့အသက်ရှင်မှလည်းဘုရားကနည်းနည်းတော့ရာဒီအားလုံးဘုရားကအကုန်စီတို့ရဲ့အသက်တာမှာတောင်းလောင်းတာဖြစ်တယ်နော်ဟာလေလုယာဝိညာဉ်ရဲ့ပြေဝခြင်းဆိုတာကဝိညာဉ်စုတည်တဲ့လုံးဝမတူဘူးနော်အခက်တော်မြတ်ကိုပဲလက်ခံရရှိတဲ့အချိန်မှာဘုရားကဝိညာဉ်စုတည်ပြထားတာဒီဝိညာဉ်စုတည်တဲ့အမှုတော်ပါဝင်ဖို့ခံရတဲ့နဲ့ gift အနေနဲ့စံလို့ပို့ပေးထားတဲ့အရာဖြစ်တယ်ယုံကြည်သူတရားတရားနဲ့မယုံကြည်သူခက်တော့ရလို့တောင်းရတဲ့နေ့မှာဝိညာဉ်စုကိုတစ်ခါလေးရနိုင်ပြီမဲ့လို့ဝိညာဉ်နဲ့ပြေဝဖို့အတက်တာဝိညာဉ်အတိပြေဖို့ဆိုတာကချိန်ပြရတယ်ချက်ချင်းနဲ့နေကြတာမဟုတ်ဘူးဒီလိုမှမဟုတ်တော့ဝိညာဉ်စုတဲ့ဘလောက်ပဲကြရဝိညာဉ်နဲ့မပြေဝတဲ့လူတွေတောင်းရတာရှိတယ်နော်ဝိညာဉ်အတိမသိနိုင်တဲ့တောင်းရတာရှိတယ်ကျောင်းတော့ပဲအရှက်အနေနဲ့မြေပြောက်ရှာတိုင်းနဲ့တွားရှာတယ်တွေ့လိုက်တာကရှာမလာနဲ့တွေ့တယ်ရှာတယ်ဘုရားကလည်းဝိညာဉ်တော်သူ့ဘက်တက်ရောက်တဲ့အခါမှာကျောင်းတမောချီပြောင်းလဲသွားတယ်ပရောဖက်ကိုယ်တိုင်ပြုလာတယ်နော်ပရောဖက်ဆီမှာသူပါလာတယ်ဒါဝိညာဉ်စုကျေးဇူးဝိညာဉ်စုကျေးဇူးကိုပဲလာပါပြီလားဝိညာဉ်ပရမဝရခဏစတဲ့ဘယ်လိုမှစတဲ့မှာပါပြီလားဝိညာဉ်စုကျေးဇူးရအောင်ညာလည်းပဲရတာကတော့ဟုတ်တာပေါ့ကိုယ်ဘယံမြောက်တော့မှပုံနေတာလည်းအောင်သိချလိုက်တာအားပဲတဲ့ဘုရားကလည်းမမှန်ကြဘူးဘုရားကလည်းမျက်နှာတော့မရှာဘူးဘုရားကလည်းမျက်နှာတော့မရောက်တဲ့အခါမှာအသက်တာပြောင်းလဲသွားတယ်ပြောင်းလဲသွားတယ်ဘုရားသခင်ထံကလာတဲ့ဝိညာဉ်စုသူထဲမှာဝင်နေနောက်ဆုံးကိုပြောရလို့ရှိရင်နောက်မိမတော်ပေါ်လို့သူမေးလာတယ်တာလို့ကလည်းနာလို့မထောင်ဆိုတာဖြစ်လာတယ်ထောက်တယ်ပေါ်တယ်တဲ့တော့ဆိုလိုက်ကြည့်ဘုရားသခင်ဝိညာဉ်စုသူမြောက်တော့ပြီးထားလာတယ်ဒါနဲ့ကာမဘုံဖောက်ပြန်ရှိတယ်တရားဒီဘုံမှာအသက်တာမှာဝိညာဉ်စုသူဘလောက်ဖြစ်ရမလို့စီအသက်တာမှာပြောင်းနေတယ်ပြောင်းနေကိုယ့်ရဲ့အသက်ပြောင်းလဲနိုင်လို့က
လေဟာလားဆုံးပါလေခလာဆုံးလို့နဲ့ကိစ္စတွေက အပင်တွေပြီးတော့ကျွန်တော်လည်းစိုက်နေတယ်မစိုက်ပြီးတော့မှဖြစ်နေတာနေရမျိုးစီလေးကျဲပြီးကြည့်လိုက်တယ်ဘယ်နေရာမှာမျိုးစီပြေပေါက်လာတယ်သိတယ်နော်အပင်တွေဘာကိုစားတယ်လဲရေရစာမှန်ပေးတယ်ပါစိုက်ကိုရုံလိုက်တဲ့အခါကျတော့နေ့နဲ့အသက်တာမှာကြည့်နေတယ်ငါဒီနေ့ကလောက်ရှိတယ်ဒီနေ့ပို့ပြီးတော့ကြီးထွားလာလားဘယ်လိုများညှိုးနေတယ်လဲအဘာကောင်များကြိုက်တယ်လဲဘယ်ဆုံးသက်စများဝင်တော်တယ်ဒီနေ့တို့ရဲ့တရားတော်ဘုရားတော်မြတ်တော်တဲ့လူရှိတာရှင်အောင်ခိုင်းစရိပိုင်နဲ့စချပါတော်တာကဘုရားဆက်နေတယ်တို့ရဲ့အမြဲရှိနေတော်တာကခဏရှိမှမဟုတ်အမြဲရှိတာဘုရားကဘုရားတို့တဲ့တာပြည့်ဆိုတဲ့ကတာမတို့လမ်းကြောင်းနဲ့ပြထားတာဘုရားတို့ရဲ့တရားတော်ဘုရားတော်မျိုးစုံချထားတာဒီဝိညာဉ်မျိုးတွေကကောင်းကောင်းမျိုးစုံမှာကြာမှာအပင်အကြီးထွားတာပေါက်တာဒီကောင်းကောင်းမျိုးစုံကကျိုးပဲကြီးမတဲ့စင်လုံးဖြစ်တယ်အားကျတဲ့ဘုရားဆရာပိုင်ကစကမပြောတာကကျိုးကျွေးမတဲ့စိတ်နှလုံးသားနဲ့ဘုရားကနှစ်သက်တော်ဒီဝိညာဉ်တော်ရဲ့ကျိုးပဲကျွေးမတဲ့စိတ်နှလုံးသားထိုက်လိုက်တာလေအပင်ပေါက်သလားမပေါက်ဘူးနော်တို့ပြဆိုင်တဲ့ဒီအားလုံးသိတယ်နေတိုင်းရေလောင်းရတယ်ပေါင်းနေရတယ်မျိုးသားလူကျွေးရတယ်ခုချက်ချင်းအပင်ဆိုင်လို့ခုချက်ချင်းရတယ်ဟာလားအပင်မသိဘူးနော်အချိန်ကိုဆောက်ပြီးနေရတာပဲဒီလိုအချိန်ဆောက်နေတဲ့ကမှာအပင်တစ်ခုကြီးမို့ဘလောက်ခဲခဲတဲ့ကြုံထားတယ်တို့ဆိုပိုးတော်ကြုံသေးတယ်ဘယ်ရုံနဲ့တူတိုးလေးပေါ်ခြံထဲမှာရှိတယ်ခြံထဲမှာဆိုအမြဲတမ်းမနေ့ကဆိုစိုက်လိုက်တဲ့ကြိုးရဲ့အပင်လေးနဲ့ထွက်လာကြဆိုကြိုက်သွားတယ်နောက်တစ်ခါထွက်လာကြိုက်သွားတယ်ဒီကလုံးဝမစားရဘူးဒီနေ့တော့ဘယ်ဟုတ်ဘုရားရှင်ညံပြီးတယ်ကြိုးကိုစိုက်ခိုင်းရတာအပင်တရားနဲ့စိုက်ခိုင်းတယ်ဘာလို့လဲခြံကားထားလိုက်တယ်ပိတ်ကျုံးနဲ့ခြံကားတော့သူလည်းမသိတော့တို့အမြဲတမ်းစိုက်ပြီးတဲ့အရာတစ်ခုအမြဲတမ်းကြီးထွားမှုရှိတာအမြဲတုံ့ပြန်ရတယ်တို့ယုံကြည်တဲ့တဲ့နဲ့အဖယားရဲ့ဝိညာဉ်ကိုယ်တည်းရပြီးတော့ဝိညာဉ်နဲ့တာတိုက်ပြီးနေဖို့ဘုံတော့ဒီဝိညာဉ်တော်အပြင်ကိုယ်တည်းကဘယ်လိုကြီးထွားတယ်မနေ့ကလည်းဒီနေ့ကြောင်းလဲမှုရှိရတယ်မနေ့ကကျတော့မိုင်းဒီနေ့ဖားတယ်ဒီနေ့ကနတ်တွေပုံပြီးတော့ဖားတယ်ဝိညာဉ်ပြကိုယ်တည်းကဘယ်လိုလုပ်လဲသူများတဲ့တာကိုဆန်းစစ်ဖို့ကိုယ့်ရဲ့တာကိုဆန်းစစ်ဖို့ဖြစ်တယ်နော်ဟာလေလုယာသူများတဲ့တာကိုဆန်းစစ်တဲ့အခါတော့ဒီလိုမနဲ့ဝိညာဉ်ဘယ်တော့မှကြီးထွားမှာမဟုတ်ဘူးကိုယ့်ရဲ့တာကိုဆန်းစစ်မှကလည်းဝိညာဉ်ကြီးထွားမှာဖြစ်တယ်နော်ဟာလေလုယာဒါကြောင့်ဒီခုမျိုးစစ်တဲ့အခါမှာမနက်ကပါလို့ဆိုတော့ဒီတော့တော့ကြာမှတီးတာတော့ချက်ချင်းမပြီးဘူးတော်တော်တွေ့တယ်တော့ဘုရားကဝိညာဉ်တော်ဖဲပြီးတာဒီဝိညာဉ်ကြီးကိုယ့်ရဲ့တာမှာကြီးထွားရည်ကျက်ပြီးတော့အတိအဝေဆောင်မှုဖြစ်တယ်။အောက်ကျမ်းစာမှာတွေ့ရတယ်နော်။ကျမ်းစာမှာဘာဖြစ်လဲ။မူရစေတတ်တဲ့နော်စပည့်ကိုရှောင်ပြီးတော့ဝိညာဉ်တော်ဘုရားနဲ့ပြေဝကြတာ။ဝိစီရဆိုတာကအရင်တစ်ခုလည်းမဟုတ်ဘူးနော်။မူရဲ့အရာအားလုံးပါတယ်။ကိုးစားလို့မူလည်းပါလာပဲ။ဘာမုံလို့မူလည်းပါလာပဲနော်။အခုဘယ်နဲ့ဒီကာလမှာတွေ့တယ်မလားဘယ်နဲ့ဒီကာလဟာလား။ပြေပဲစီတစိကြီးပေါ့တစိကြီးခန်းကြီးပုံဖလိုက်လို့ရှိရင်တွေ့လိမ့်မယ်အစာရည်တော့အခုခေါင်းပါတယ်နော်ဒါပေမဲ့အခုရှိတာစီတော့မပြည့်ဘူးနော်စပည့်ရောလုံးဝမပြည့်ဘူးဘာလို့ဆိုလိုလာလဲဆိုတော့အစာရည်ကအကုန်ရှားပါမယ်အရက်ကတော့ဈေးမယုံအရက်ကတော့ပေါ်နေလို့ဆိုရယ်အခုလည်းကြည့်ပါလားဘီယာတမှုနဲ့ပစီတမှုနဲ့တန်မှုကြည့်လာတယ်အတူတူပဲပစီတဘာလို့သွားလို့ရှိရင်ဈေးတက်နေတဲ့ငါးချက်တော့ပဲဘီယာကဘာလဲပါမယ်လေဒါအခုတော့ဟာအေးတော့လည်းဘီယာတောက်နေတာမူရဟာနေတပုံကြီးပဲဒီဘီယာဆိုတာလည်းအပေါ်ကိုပြန်ပြီး 5% ပါလာမယ်ကျန်တာကမူရစတဲ့အရာစပင်းကိုရှောင်တော့ဝိညာဉ်တော်ပြန်နေပြေဝရဟာဘယ်လိုလဲကျန်တာလဲဝိညာဉ်တော်ရဲ့ပြေဝတယ်နိုင်ရှင်လိုက်တာလေအရင်မူသမားနဲ့နိုင်ရှင်အရင်မူလာလို့ရှိရင်ဘယ်ခွေးမှမလို့ချင်တော့ဒီမဲ့ဘယ်ချိန်မှခွေးကိုတော့ခွဲရတာတော့တော်သေးတယ်တတိယရေကဖြစ်လာတယ်ထုံးတဲ့ဝိညာဉ်နဲ့ပြေသွားလို့ရှိရင်အတွင်းကဝိညာဉ်ရဲ့ push တော့ပုံအားတိုးလာတဲ့အခါမှာတော့ဘုရားမနေနိုင်တော့ဘူးနော်ယနေ့ဖျားကိုတသိခံနေတယ်ဖျားเจ้าကိုပြောခြင်းတယ်ခေတ္တတော်เจ้าကိုပဲပြောခြင်းတယ်ဒါမှကိုယ်ရဲ့ဒုတိယဝါဒခန်းကြီးတဲ့ငါမှပြောတာငါတို့ဒီကိုယ်เจ้าကိုပြောတာမဟုတ်ဘူးသင်ကြီးကိုရှင်ပြန်ထားလို့ယေ
ဒီဘုရားရှင်တစ်ခုကိုချင်းကြဝိညာဉ်နဲ့ပြောလာတဲ့ကမှအရေးသမားလိုပဲရဲရဲနဲ့ဘလူးမဟာမကြောက်တော့ဘူးခေါ်ရတဲ့အပြစ်ဖြစ်လာတဲ့အခါမှာဘာမှဆိုပြောရဲဆိုရဲတဲ့လုံရဲတဲ့ကန်ရဲဆိုတဲ့တက်ပြီးဖြစ်လာတာအတွင်းကဝိညာဉ်ကြောင့်ဒီဘဝလာစားခါဒီတော့ပဲဆက်ချောင်းမလေးပြောထားပြီးသားဒီလိုဝိညာဉ်နဲ့ခေါ်အားဖြင့်မြဲမြံခိုင်ကန့်စေ၍တော့ထားပြီးသားဒါကြောင့်ဝိညာဉ်တော်ကိုယ့်ရဲ့အသက်တာနဲ့ရှိလာလို့ရှိရင်ဝိညာဉ်ရဲ့အလုံးထဲမှာပြန်ပြီးဝိညာဉ်ကပါလေမိနေတယ်လည်းနိုင်ရှင်ထားတယ်နော်မိဆိုတာမကောင်းတဲ့အရာတွေလောက်သွားတဲ့အရာကိုယ့်ရဲ့တရားမှာဝိညာဉ်ရှိကိုယ့်ရဲ့တရားမှာဘာလို့မကောင်းလဲအမြင်မှားလားအတွေးခေါ်မှားလားအကြံစီမှားလားအပြုတ်မှားလားစိတ်ကူးမှားလားမှားတဲ့အရာတွေကိုဝိညာဉ်တော်ဘုရားကြီးလောင်ကျွမ်းစေတယ်ဖြစ်တယ်နော်ဟာလေလုယာရှင်တော်ခန်းစချောင်းအပိုင်နဲ့ရှိမှလည်းပြောထားပြီးသားဥပ္ပစ္စေဆိုတော့ဆရာကြွလာတဲ့ကမှာလောကီသားတွေကိုအပြစ်ပေါ်ပြမယ်အပြစ်စီမျိုးလည်းပြမယ်အပြစ်ကလည်းကဲလို့ချင်းကိုလည်းပြမယ်လို့ပြောထားတယ်ဝိညာဉ်တော်မရှိတဲ့အခါမှာကိုယ်လုတာမှာကိုယ်အပြစ်ဆိုတာမသိကြဘူးမသိကြဘူးဒုကိုယ်ရောဖျားတန်ရှင်းတော်မူသောဖျားရှင်ဖြစ်တယ်။အဲဟိုဒီမှာပြောနေတဲ့ဘာသာပြန်ဝါစစ်စမှာပြောပြီးသားတန်ရှင်းတော်မူသောဖျားကိုတန်ရှင်းတော်အတ္တတာမရှိဘဲနဲ့ဘလောက်ကြီးပဲချီးကပ်ဖျားတကယ်သိမှမသိဘူး။ဘလောက်ကြီးပဲဆုတောင်းတော့မရဘူးနော်။ဘလောက်ကြီးပဲကျမ်းစာပတ်ပတ်နားလည်မှာမဟုတ်ဘူး။ဒီလိုကိုယ်ရဲ့ကမ္ဘာတန်ရှင်းနိုင်ဖို့ပဲဖျားကမင်းတို့ရဲ့အပြည့်အရာတွေအားလုံးကိုဖယ်ရှားနိုင်လို့တော့ဝိညာဉ်တော်ဘုရားကြီးဒုတဲ့မရှိတာဟာလေလုယာဒါဘုရားပါလားဒါဘုရားပြညာတော်ချိုးပေါက်တယ်လို့နော်သူများကလည်းတော့ပြင်မာလိုက်တယ်သူ့ရဲ့ခင်မိုးလည်းသေဝဒကိုကြံစီခဲ့လာပဲဒီအပြည့်ကြီးတဲ့သူရှိတဲ့အခါမှာသူစိတ်မှာမပြောဘူးတော့ငါတဲ့တခုနောက်တော့ဆန္ဒအပိုင်နဲ့ဆက်ဆက်မှတွေ့လိမ့်မယ်ကိုလိုဝိညာဉ်တော်ဘုရားကိုကျွန်တော်ထံကနေမနှောက်ယူပါနဲ့ဝမ်းမြောက်ခြင်းနဲ့ရှင်နဲ့ကဲတင်နေအကဲတင်နေတဲ့ရှင်နဲ့ဝမ်းမြောက်ခြင်းကြောင့်ကျွန်တော်ထံကမယုံသိမ်းပါဘူး။တောင်းမပြည့်တော့အောင်နေတော့ပြလည်းပဲကြီးလို့တရားရဲ့ဝိညာဉ်တော်ရဲ့အစွမ်းတတ်ပြီးဝိညာဉ်တော်ရဲ့တဘောတော်ကိုကောင်းကောင်းနားလည်တဲ့အခါမှာဖျားမနေတဲ့အပြစ်ကိုသူကျွလွန်ခဲ့တဲ့အတွက်ဝိညာဉ်တော်ဘုရားသူ့ဆီကနေယုံသိမ်းလို့ဖျားထံမှာခွင့်ပါလုံးဝမယုံသိမ်းပါဘူး။တောင်းဒီပြည့်တော်ချိုးပေါက်တော်များလည်းပဲကြီးလို့အောက်မှာအသက်ရှင်ခဲ့တဲ့အတွက်သူ့ရဲ့အဖြစ်ကိုဘုရားကြီးဝိညာဉ်တော်ခွင့်လွှတ်ခဲ့တယ်။ဒီသူဘုရားကခွင့်လွှတ်တဲ့ဘုရား။တို့ရဲ့အပြစ်မလုပ်ခင်တည်းကခွင့်လွှတ်ပြီးသား။ဒီခွင့်လွှတ်ခြင်းပေါ်မှာအခြေခံပြီးတော့အပြစ်ကိုကျူးလွန်လို့မဟုတ်ဘူးနော်။စာရကတို့ရဲ့ယုံကြည်ရဲ့အသက်တော်များများဖြားရောက်မယ်လက်ပါမယ်လိမ်ညာမယ်အပြစ်မလုပ်လို့ပွင့်ဆောင်မယ်ကြိုးမယ်ဘုရားကြီးကာလာကြလို့ရှိရင်နော်စာရနဲ့အမြဲတမ်းလက်ပါပြီးတော့သွေးဆောင်ဖြားရောက်ပြီးတော့နော်ဘုရားတော်တို့ရဲ့အရာလေးတွေမကြားရအောင်ကောင်းဖြတ်ခြင်းလည်းပဲဖြတ်ခြင်းကိုယ်လုံးအဲ့ဒီနဲ့မာတုကနေအသက်ပေးပြီးတော့ကောင်းကင်နိုင်ငံဝေရမယ့်အချိန်အခုကြည့်လို့ကာလမှာအေးစစ်စစ်အားလိုက်ပြီးဆိုတာရှိသေးတယ်နော် rest in peace အဲ့ဒီကြအားလိုက်ပြီးရှိမှာမဟုတ်ဘူးနော်ဒီကြည့်လို့ကာလမှာတကယ်ဖယားကြီးနဲ့နဲတော့အရာကိုယ့်ရဲ့တက်တာမှာဝိညာဉ်တော်ဘုရားကနားလည်နေတာဖြစ်တယ်နော်ဟာလေလုယာဒါကြောင့်ဝိညာဉ်တော်စိတ်ကနာပါစေနဲ့ဝိညာဉ်တော်ကိုယ်တက်တာမှာလမ်းဖွင့်ပေးပါသူများတက်တာကိုစူးစမ်းမှုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တက်တာကိုပြန်ပြီးစူးစမ်းမှုဖြစ်တယ်သူများတက်တာဝိညာဉ်ကြီးထွားမှုနဲ့နိုင်ရှိမှုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တက်တာဝိညာဉ်တနေ့ကြမလို့ကြီးထွားတဲ့ပြန်နဲ့နိုင်ရှိမှုဖြစ်တယ်ခရစ်တော်ထံကိုရောက်ခဲ့တဲ့နူနာဆိုတဲ့ဆရာကိုခရစ်တော်ကနေပြီးတော့ရေကောင်းရင်ပွားလို့လုပ်လိုက်တဲ့အခါမှာအကုန်ပွားကြတာလေယုံကြည်ခြင်းပါပါနဲ့ပွားတယ်မရှိလို့ယုံကြည်ခြင်းပါပါနဲ့ပွားတယ်လည်းရှိတာပဲတိုင်းတဲ့တယောက်ကတော့စမာရိယဖျားရှင်ပြောလိုက်တဲ့နှုတ်တဲ့စကားမှာစဉ်းစားဆင်ခြင်သွားတယ်သူရဲ့ကောင်ကိုပြန်ကြည့်နေတယ်သူရဲ့ကောင်ကနူနာပြုတ်တာလေချက်ချင်းပြန်လဲပြီးတော့ခရစ်တော်စီလာတယ်ခရစ်တော်မေးလိုက်တာလေကဲတခြားလူဘုရားကိုဝေရောက်နေတယ်ဒီနေ့ယုံကြည်သူညီကောင်မောင်နှမများ
ရှိတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်နဲ့ချိန်ထိုးပါဝိညာဉ်တော်များပြန်လဲပြီးတော့စစ်စစ်စစ်နေအတ္တမှာဝိညာဉ်တော်လှုပ်ရှားလာလို့ရှိရင်မနေနိုင်ဘူးနော်ဝမ်းမြောက်ခြင်းစပါလာပဲဝိညာဉ်တော်မရှိလို့ရှိတော့ဘယ်လိုဖြစ်ဖြစ်ဝမ်းမမြောက်နိုင်ဘူးဒီနေ့ဝမ်းမြောက်တဲ့မျက်နှာဆိုတဲ့အရာကတော့မျက်နှာလေးကြည့်လိုက်တာလည်းသိတယ်အမြဲတမ်းပြုံးနေတယ်ဝမ်းမမြောက်တဲ့ဟာတွေအများကြီးရှိတယ်ဟန်ဆောင်ပြုံးတဲ့အရာတွေပြောင်းများတော့ရှိတယ်တော့အကြမ်းကလည်းပြောတယ်ဖယားရှိခိုးမျိုးဝမ်းမြောက်သောအနေထားနဲ့ညာနာကချီးမွမ်းတာမှာစိတ်တူတယ်ကိုမှုနေတော့ချီးမွမ်းနေတယ်လေရုပ်ကြတယ်ရုပ်ကဦးလာကြာလာတာပဲဒါကြောင့်ဘုရားလည်းပလာဘူးတင်းနစ်ကိုဘာလို့သွားဆိုင်ဒီမှာဘာလို့လဲ ID ကပ်ပြပြီးစားတယ်ဘာကြောင့်လဲစင်ညာစစ်ဆိုမယုံဟာလေလုယာဒါလည်းကျေးဇူးတော်ခံစားလို့နော်ကျေးဇူးတော်ခံစားလို့တဲ့မရှိဘူးမကျေးဇူးတော်သိဖို့မဟုတ်ဘူးတော့ကိုယ့်ရဲ့ကံကျေးဇူးတော်ခံစားရဖို့လိုတယ်ဒီကျေးဇူးတော်ကတို့ထာဝရအသက်ဆိုတဲ့ကောင်းကင်နိုင်ငံကိုယေရှုခရစ်အသွေးအပြည့်ဖယ်ရှားလို့အပြည့်တော်မှာအရှိနဲ့အနောက်တည်းကွာဝန်းစေခဲ့တာဒါလည်းဖြစ်တယ်မှာတော့ကျေးဇူးတော်ပြောရတာမဟုတ်ဘူးကျေးဇူးတော်အကုန်မဟုတ်ဘူးဒီဘုရားရှိခိုးတဲ့ကျေးဇူးတွေ abundant life ဒီ abundant life ဆိုတဲ့ကျေဝါခြင်းဝိညာဉ်တော်ဘုရားအားဖြင့်ဒါလည်းနားလည်တယ်ကိုယ်ဒီကမှာဩဝါဒအခန်းကြီးရဲ့ပိုင်းတစ်ဆယ်မှာပြောထားပြီးသားဘုရားရှင်ရဲ့တော်ရောက်သစ္စာဝိညာဉ်တော်ဘုရားဖြင့်နားလည်နိုင်တယ်ကျေးဇူးတော်မရှိတဲ့အခါမှာကောင်းကင်မှာပြည့်စုံတဲ့အရာဖြစ်လို့များလည်းပဲလောကမှာပဲပြည့်စုံနေပြီနော်ဟာလေလုယာကောင်းကင်မှာပြည့်စုံတဲ့အရာလောကမှာပြည့်စုံမှုကိုယ့်ရဲ့အတ္တမှာခံစားရတာကဒီယေရုရှလင်အတ္တမှာဝိညာဉ်တော်လှူရှားလို့ဖြစ်တယ်ဝိညာဉ်တော်လှူရှားတဲ့ကာလမှာဘယ်လိုမှအတ္တခံစားနိုင်မှာမဟုတ်ဘူးဝိညာဉ်တော်အမျိုးဝမ်းမြောက်ခြင်းပေးတယ်ဝိညာဉ်တော်ပြည့်ငြိမ်သက်ခြင်းပေးတယ်ဝိညာဉ်တော်ပြည့်အောင်မြင်ခြင်းပေးတယ်ဝိညာဉ်တော်ပြည့်ရဲ့ခက်အားလုံးကိုထော်လာမှုပေးတယ်ဝိညာဉ်တော်ပြည့်ဘာလဲဘာလို့လဲဆိုတို့တွေကမလာရင်နော်မလာရင်ကတို့တယ်လို့ရှိအားလုံးကြည့်ပါလေနို့ချိုလိုက်တယ်အောက်ကမီးနဲ့အားတိုက်တယ်ကြာကြာချိုလေမလာရင်နားနဲ့တက်တယ်နော်ဟာလေလုယာယုံကြည်သူတွေလည်းပဲဘုရားခင်တွေ့တို့ရဲ့အသက်တာကိုချီးမြှောက်ခြင်းနဲ့ဖိတ်ဆုံးရောက်ခြင်းတို့တွေအမွေခံရတယ်နော်အမွေခံရတယ်များများအမွေတို့တွေထိဆုံးများများရောက်တာပဲဘာလဲတော့ပလဲလို့ပေါ့ပလဲတစ်ခုလေးကိုထုတ်ဖို့ပဲကိုပလဲကောင်ကနေနေလာရတာမဟုတ်တော့မျက်ရည်ကျပြီးတော့ငုံချွေးပြီးတော့တမ်းမရှိတဲ့ပလဲကိုထုတ်ခဲ့ရတာဘုရားရဲ့ပြည့်သားပြီးကိုတမ်းမရှိတော့ပုဂ္ဂိုလ်ဖြစ်စေချင်တာဒါကြောင့်အမိမမကကောင်းတာထားမယ်တရားဟောတဲ့တိုင်း28ပိုင်းနဲ့73မှာပြောတာကဒါလို့တမ်းမရှိအောင်ဖြစ်တဲ့ဘုရားကဘုရားကတွေ့တဲ့မွေလာလေးရှိတယ်ကြည့်ကြအောင်လုပ်တာလေးရှိတယ်ဒီဘုရားရဲ့ကြည့်ကြမှုလေးဘုရားရဲ့အစင်းလေးတွေမှာအမြဲတမ်းယုံကြည်ခြင်းကိုမရောပါပါစေယုံကြည်မှုရဲ့အသက်တာကြီးလို့အောက်မှာအသက်ရှင်ပြီးတော့ယုံကြည်ခြင်းနဲ့ရှောင်လန်းလို့အသက်တာဖြစ်ပါတယ်ဟာလေလုယာဒီယုံကြည်ခြင်းဒီဘုရားကိုလည်းပါတယ်တဲ့အရာကိုသိဖို့တော့ခံစားဖို့ဖြစ်တယ်လို့ခံစားရတဲ့တော့ဒါကိုသူ့ရဲ့ဒီမှာနဲ့ဂေါလိယကိုရဲရဲတင်းရင်ဆိုင်နေတယ်နော်ရဲရဲတင်းရင်ဆိုင်နေတဲ့ဘာမှဆုံးဖြတ်အောင်တော့တင်ခဲ့တာမဟုတ်ဘူးဒါကိုသူလောက်တာပါလေတော့ကြောင်နေတာပဲစိတ်ကြောင်နေတာပဲလူကြီးတဲ့ဒီရှောင်းတော့အဖြစ်နဲ့လည်းမဖြစ်မှာမဟုတ်ဘူးဘောလီကလည်းအဲ့ဒါနဲ့စုတင်တတ်တယ်လို့မိဘနာတတ်တာမဟုတ်ဘူးလူကြီးနဲ့ဒါတော့အထင်သေးလို့ဖယားနဲ့ဒါကကြီးမားသောပုဂ္ဂိုလ်ဖြစ်တယ်နော်ဟာလေလုယာဖယားရဲ့စိတ်နဲ့တုတ်သောပုဂ္ဂိုလ်တော့အဲ့လူကြီးတွေလည်းတော့ပြောနေတဲ့ပုံနဲ့ကိုကြည့်ဖို့မဟုတ်ဘူးနော်ဖယားအနေနဲ့ကိုကြည့်တတ်တယ်ဖယားတို့သူမြင်တဲ့ကြည့်တာလည်းမလို့တမရှိသောပုဂ္ဂိုလ်နော်ယေဘရဟိမျိုးမင်းစီစီရှိတဲ့အမျိုးတန်ဆင်းသောအမျိုးဒါလည်းပဲသူ့ရဲ့တာသမီဆိုတော့အခုခါရတာတော့ကိုယ် identity ဆိုတာသိဖို့လိုတယ်ဒီသိတဲ့ဘဝဝိညာဉ်တော်ဘုရားအပြင်ကဖြစ်တယ်တော့ဘောလေးကိုတိုက်တဲ့ကမှာကိုယ်ရဲ့ကဘလာပဲသူကဘာလဲငါကတော့ဘုရားရဲ့နာမနဲ့တာတစ်ချက်တည်းတော့ဒါပဲကောက်လို့မို့ကိုယ်ရဲ့နာမနဲ့ကောက်ပြပြီးတော့ကိုယ်ရဲ့တန်ဖိုးစင်သွားတာပဲဒီနေ့ဒီလိုဒီမှာ
အသက်ရှင်တော်မူသောဘုရားရှိတော်သူဖြစ်တာဒီအသက်ရှင်တော်မူသောဘုရားရဲ့တကိုးတော်ကိုသုံးဖို့လိုတယ်အမှန်ခံတဲ့နမိတ်ကစကားတွေကိုပြဖို့လိုတယ်အောင်မြင်ခြင်းကောင်းခြင်းမင်္ဂလာကျမ်းမာခြင်းဒီအရာတွေအားလုံးမှာဘုရားရှင်အားဖြင့်သာနေရပါဒီဘုရားရှင်ရတဲ့ပြည့်အရာကိုသိုံနေတဲ့တော့နေပြီးတော့တက်တဲ့ဘုံမဟုတ်ဘူးတော့ကိုယ့်ရဲ့အသက်တာဖြစ်တက်တဲ့ဘုံဖြစ်တယ်အဲ့တော့အဖေဝိညာဉ်မျိုးမျိုးတွေကိုတို့ရဲ့အသက်တာထည့်ပြီးတဲ့အခါမှာတဖြည်းဖြည်းနဲ့ကြီးထွားတယ်အဖေကစိုက်တဲ့အခါမှာဒီဘဝနဲ့ဒီဩဇာကျွေးရတယ်ပေါင်းတင်ရတယ်ထို့ဒီမဲ့ဝိညာဉ်တော်ပြတ်တို့ရဲ့အသက်တာထည့်ပြီးတဲ့အခါမှာနော်အကောင်းတဲ့အရာတွေလောကအရာတွေပေါင်းနေအားလုံးကိုဖုတ်ပြတ်လို့တယ်အပေကူအမြဲတမ်းလမ်းဆောင်နေဖို့ကနှုတ်ကပတ်တော်ကြီးထဲမှာရှိဖို့လိုတယ်ကိုယ့်ရဲ့တက်တာနှုတ်ကပတ်တော်မှာမရှိတဲ့ကာလပါလို့ဘတော်မှအပြန်လမ်းနေညှိုးနှွမ်းနေပါပဲလိုအပ်တဲ့ဒီမှာမျောတာလည်းကျွေးရတာပဲဒီမျောတာဆိုတာကနော်မိသားဟာဖွဲ့ခြင်းရင်းနှီးခြင်းလူငယ်မိသားဟာပေါ့တဲ့ဝိညာဉ်မိသားဟာပေါ့တဲ့စူတောင်းဖို့ဖြစ်တယ်ဒါလို့ဒီလာအချိန်တိုင်းကမှအပြန်ကြီးထွားလာတာပဲဖြစ်တယ်ဘုရားရှင်ကပြည့်သားနေတဲ့အသက်တာမှာဘယ်ဟာလဲဝိညာဉ်ဒီကိုပြန်ပြီးပုံမျိုးရှိတယ် love peace joy goodness kindness self control faithfulness အဒီဝိညာဉ်ရှင်တဲ့ကိုယ်ကိုမြတ်သောဘုရားရှင်ပေးထားခြင်းဒီသူ့ရဲ့တာသမီအသက်တာမှာမယုံကြည်သူမြင်ခြင်းအဖြစ်ပါးစပ်နဲ့ပြောနေတယ်လို့သူမှဘုရားရှိပါလားဆိုတာတသက်ခံနိုင်မှုဖြစ်တယ်နော်ဟာလေလုယာယောသနဲ့ဘုရားရဲ့ရှိတဲ့အရာကိုပေါ်ဒီပါကောင်းကောင်းသိမယုံကြည်ဘူး။ဘာကြောင့်ယောသနဲ့ဘုရားရဲ့ရှိတဲ့ယောသတော်ရမှာကောင်းကြီးဖြစ်တယ်နော်။ဘုရားရဲ့ကိုယ့်ရဲ့တရားမှာအထူးရှိနေတယ်။ဝိညာဉ်များရှိတယ်လောကတော်အားဖြင့်ရှိတယ်။ဒါရဲ့ဘုံပေါ်တဲ့နေရာမှာကောင်းကြီးဖြစ်စေရမယ်။တို့နေထိုင်တဲ့အိမ်မှာကောင်းကြီးဖြစ်စေရမယ်။ကျောင်းတဲ့စာသင်ကျောင်းမှာကောင်းကြီးဖြစ်စေရမယ်။လုံငန်းကမှာကောင်းကြီးဖြစ်စေရမယ်။ပေါ်တဲ့နေရာမှာကောင်းကြီးများဖြစ်စေရမယ်။ဘယ်တို့တဲ့နေရာမှာကောင်းကြီးအမြင့်တန်းလို့ပါလာစေရမယ်ဟာလေလုယာ။ကိုကိုကောင်းကြီးခံစားတော့ပုဂ္ဂိုလ်ဆိုလို့သိနိုင်ဖို့ကဝိညာဉ်တော်ဘုရားဖြစ်တယ်။ဝိညာဉ်မှာကိုယ်ကကောင်းကြီးခံတာဘယ်တော့သိမှာမဟုတ်ဘူး။အော်ဘာမှမတော့စားလို့ရှိတယ်လား။သင်ကောင်းလို့ရှိရင်ကျွန်တော်မစိုးပါဘူး။အဲ့ဒီတို့ရသူများကောင်းတာချိဖို့မဟုတ်ဘူးနော်။အဲ့ဒီတို့ကောင်းဖို့ဘုရားရှင်လှုပ်ဆောင်တယ်အမြဲတမ်းချိဖို့ဖြစ်တယ်။ဟာလေလုယာ။ဒါကိုဖိလိပ္ပိခိုင်းနေပိုက်ရစတုံးမလည်းပြောထားပြီးသားအတော်လုံးနဲ့နေရမှာပြောင်းနေတဲ့ပြောင်းလဲဖို့တော့မကဘုရားရှင်အားဖြင့်ဖြစ်တယ်ဒီဘုံမှာအတဲ့ကမှာဘလောက်ပဲချိုးစားမှုအားဖြင့်ပြောင်းလဲတာမဟုတ်ဘူးနော်ဘုရားအားဖြင့်ပြောင်းလဲတာဖြစ်တယ်ဘုရားဖြင့်ပြောင်းလဲနိုင်လို့လည်းဝိညာဉ်တော်ဘုရားပေးတာပြီးတော့နှုတ်ပတ်တော်ပေးတာပြီးတော့နှုတ်ပတ်တော်အတတ်မရှိတဲ့ကာလမှာလို့ကိုယ့်ရဲ့တရားဘယ်တော့မှပြောင်းလဲဘူးနော်ဒါကြောင့်နှုတ်ပတ်တော်ဒီသိဖို့အတတ်တာမရှိဘူးဖြစ်တယ်ဒီနှုတ်ပတ်တော်ဆိုတဲ့ဥစ္စာအခက်အခဲပြဿနာကြုံတွေ့တဲ့အခါမှာနှုတ်ကပတ်တော်အားဖြင့်ဖြေရှင်းဖို့ဖြစ်တယ်။နှုတ်ကပတ်တော်နဲ့ခွာရဖို့ဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ဆိုတဲ့ကတိတဲ့နေရာကောက်ဖတ်ဖို့မဟုတ်ဘူးနော်။တင်းနေတာအစားဆုံးဖောက်ဖို့လိုတယ်။အခုဒီထဲမှာပဲကြည့်နှုတ်ကပတ်တော်အစားနဲ့ဆိုတော့ဖောက်ဖို့တဲ့လူတွေလည်းညတော့မဖောက်နိုင်ပါဘူး။အားလုံးရှက်သွားတာဆိုလို့။အခုကျန်တဲ့နေရာမှာတခါမြင်နေလို့ကြည့်တော့မေးကြည့်တယ်။ဒါကြတဲ့ခါဒီနဲ့ဆက်တော့ပိုင်းငါဖတ်ရှာလို့မရဘူးရှာလို့မရရှာလို့မရတဲ့ခလေးတွေလက်တယ်ဒီလိုကငါစာကိုဘာလို့ဆွဲဆိုလိုက်တာလဲကိုကျမ်းစာကိုဘလောက်စာဆမ်းရှိတယ်ဘုံကြီးရှိတယ်ဒီကျမ်းစာကိုအခက်အခဲပြဿနာကြုံတွေ့တဲ့အခါဘုရားရှင်ပေးလိုက်ဂတိတော်ဖြစ်ဂတိတော်ဖြစ်ဘုရားရဲ့ဂတိတော်မှာယက်တိကြီးနှုတ်ပတ်တော်မှာအသက်ရှင်ဖို့လိုတယ်ဒါမှမဟုတ်ခါကြတယ်အဲ့ဒါကတော့ပြောလိုက်တဲ့အချိန်မှာကဲဘုရားရှင်ကဒီဘာလို့ဆိုမယ်လို့ဆိုတဲ့ရမှာဒီနေ့ဂရိပြုမယ်ကွာငါစက်ကမယ်ကွာလုပ်မယ်ကွာတကယ်ဒီနှစ်ယောက်တော့ကထိုင်တယ်ကောင်းပြီကဲဒါလို့ဆောင်းလို့ပိတ်ကဲအားလုံးဆောင်းလည်းကိုဒီစုတောင်းကြမယ်ကွာကဲကိုရောဗျာဒီလူတဲ့လူကနေရောလူကနေဖွင့်ကြပါဒီတဲ့လူကနေလူကနေဖွင့်ကြပါအဲ့ဒီလိုတို့လိုက်လာပါပဲโอเคခေါ်လေဖွင့်လိုက်တော့ဘာတွေ့လဲဆိုတော့တတိသားလူပြောတဲ့စကားခေတော့မြမရှိတဲ့ပစ္စည်းအကုန်လုံးလူလိုက်ဟာကိုရောဖွင့်တဲ့ဘုရားဖြစ်ပါလေဒီနေ့ကခေါင်းပါဘူးကျွန်တော်တို့မှာကျွန်တော်မရှိလို့ကျမ်းစာလမ်းပြီးတော့ဆုတောင်းပြီးတော့စက္ကန့်နေတာအခုရှိတဲ့အားလို့ဆိုဖြစ်သေးတယ်နောက်တစ်ခေါက်
โอเคဘုရားခင်ခရတဲ့အဲ့နာတော့ပြန်ပြီးတော့လှမ်းလိုက်တော့ဘာသွားနေလဲကလာအင်းနေစေသွားတယ်ငါဒီခရလို့တဲ့အတိတ်ကကိုတော့ကျွန်တော်မှလူမျိုးလေးပဲရှိပါသေးတယ်ဘယ်လိုမိမမမရသေးတာဘယ်လိုအသေးခံဒီလိုဖြစ်စေချင်ဒီတော့ဘာစားနေဆိုကိုယ့်ရဲ့ကအကျိုးပြုတော်ရဖြစ်တဲ့ဟာလီလုယာနောက်တစ်ခါတော့ကိုယ့်ရဲ့ကအကျိုးပြုဖျားပြီးလက်ခုပ်ချီးမွမ်းကြအောင်နောက်တစ်ခါတော့ဆိုတာကမကြာခဏပြောလေဘာနဲ့ပြောလို့လဲဓာတ်စီနော်ကောင်းတဲ့လူအားလုံးရဲ့ဓာတ်စီလေအင်းရင်ဆိုတာကဝိညာဉ်တော်ဖျားအင်းရင်ရှိဓာတ်စီမရှိရင်ကောင်းအောင်မရဘူးနော်ယုံကြည်သူတယောက်တည်းခရစ်တော်ကိုယ့်ရဲ့သက်တာမှာရှိတယ်ဝိညာဉ်တော်ဖျားရှိတယ်လို့ဓာတ်စီနှုတ်ကပတ်တော်မရှိဘယ်ဆိုဒီကရက်နေတာနေရင်သွားရင်နေရင်ဓာတ်စီဖြစ်ပါဒီနေ့ပဲတွေ့ကြည့်မနေ့မိုးရရဲ့ဒီဘယ်လိုလဲစားထားခဲ့လို့ breakfast lunch ပြင်စားအောင်မယ်တင်တာမပြီးသေးဘူးပြန်ရအောင်စားအောင်ဆက်ပါတနေ့ကို၄ချိန်အောင်စားမှတရက်အသက်ရှင်ဒါမှမဟုတ်ကတော့လေတော့နဲ့စားလို့တက်ရှင်မလားမရဘူးဒါမှမဟုတ်ကတော့မိနစ်40ကျော်လိုက်ပြောသေးတယ်ဟောရှိနေပြီဒီဖြစ်စီအဲ့ဒီကတော့ဒီအစာမမတော်ဘူးတဲ့တကယ်ပြားရည်ချူတယ်နော်ရွှေနဲ့လည်းတန်ဖိုးရှိတယ်နော်ဟာလေလုယာရွှေရဲ့တန်ဖိုးရှိတဲ့နှုတ်ကပတ်တော်အစာစားလို့ပဲခန္ဓာကိုကျမ်းမာဖို့ဒီနေ့၄ချိန်စားရရင်နှုတ်ကပတ်တော်ဒီနေ့၄ချိန်မှန်မှန်လေးအစားညီကိုမောင်မတို့ပြီးညာဘတော်မှမရရဲ့စရာဟာလေလုယာဒီနှုတ်ကပတ်တော်မင်းတို့ပြပြမယ်ရှောင်းတိုင်းစကြောပိုင်ရဲ့စတုံးမှာပြောတာကဥပိ္ပဇာဆရာကြွလာတာတမာရီယာကိုဒီလိုပြအတက်ကတန်ရှိဖို့လေဝိညာဉ်တော်ပြပြမယ်မိမိရဲ့အတက်ကဝိညာဉ်ပြေဝလာလို့ရှိအရာရာတိုင်းကိုခွင့်လွှတ်တတ်တယ်နော်အရာရာတိုင်းကိုဘုရားသခင်အမြင်နဲ့ကြည့်တတ်တယ်အရာရာတိုင်းကိုယ့်ရဲ့အမှုရာနဲ့သူများရဲ့အမှုရာကိုပုံပြီးတော့အလေးပေးတယ်ကိုချစ်လို့သူများကိုပုံပြီးတော့ချစ်တာကိုခွင့်လွှတ်လို့သူများကိုပုံပြီးတော့ခွင့်လွှတ်လာတယ်ဒီကားလေးကဝိညာဉ်တော်ဘုရားဖြစ်ဒါကြောင့်ဝိညာဉ်တော်ဘုရားပြေဝလာတဲ့အခါမှာဘယ်ရာဘာကိစ္စပဲဖြစ်ဖြစ်ဘုရားမြင်လို့တော့ဝန်ခံတယ်။ဒါကိုတော့အကျဉ်းလုံးပူသားနေတော့နားလည်းလည်းကတော့ဖတ်ရတယ်။ကံပြီးတဲ့ရှောင်းတဲ့လူတွေရှိနေတယ်တဲ့။သူများသားများကိုပြင်လာတဲ့ကြောက်ကြောက်နဲ့တတ်တဲ့သူများနာကိုလည်းလူတယ်။ကျေးဇူးတော်ရဲ့စတဲ့ရပါတယ်။အော်တော့တော့ပေါ့ပြီးတော့ခွဲပါဦးဖျားရမလား။ခွဲလို့တော့တော့လား။တောင်းတာပါပဲ။မလုံးနဲ့ဖယားတဲ့အလုံးမရှိလို့ရှိရင်သူငါ့ကိုကြည်စမ်းမှာမဟုတ်ဘူးသူ့တိုင်းနဲ့သူပဲထားတယ်ဒီလိုဒီလိုနဲ့ယောဂီသူကြောက်ဖြစ်လာတဲ့အခါမှာနော်ကိုဟာလာသူများရဲ့အနေနဲ့ကိုခံနေရတယ်ပြဿနာဖြစ်တဲ့အခါမှာလေဖယားအလိုမရှာပဲနဲ့ကိုကြောက်ဆိုတဲ့နေရာလေးကိုပဲကိုယ့်ရဲ့အဖြစ်ကိုပဲပေါ်ထုတ်ခြင်းနဲ့ဒီပြည့်တွေအားလုံးဘုရားကလောရဲမှာတွေ့တော်အပြီးအားလုံးစိတ်ထုတ်ပြီးသားဒီဘုရားကမင်းတဲ့ຢာတွေတွေ့တဲ့ဘာလို့အသက်ရှင်ရလဲဝိညာဉ်တော်ရဲ့ဉာဏ်ရမှုရှိတဲ့အခါမှာဝိညာဉ်တော်ရဲ့ဥစ္စာမှုရှိတဲ့အခါမှာကိုယ့်ရဲ့အသက်တာမှာဘုရားကမလိုတဲ့တရားတွေအလိုတော်တဲ့အသက်ကိုရှင်တဲ့အခါမှာမကြည့်ရတဲ့တရားမှာပွားတဲ့အခါမှာမဖြစ်တဲ့အရာတွေဖြစ်တယ်။သူသားမျိုးများရဲ့ကောင်းကြီးပေးတယ်လို့ဒီကောင်းကြီးကအပြည့်အဝခံစားရတဲ့အကြောင်းရင်းဒီပြန်စစ်ဆေးပါဘုရားနဲ့ကိုမှန်တယ်လို့ဖြစ်တယ်။ကိုယ့်ရဲ့ဘုရားနဲ့အလိုက်နဲ့တဲ့ပါပါမှန်ကန်သွားပါဘုရားရဲ့ကြွယ်ဝခြင်းကောင်းကြီးနေလာညီကုန်းတဲ့တာမှာအပြည့်စုံရရှိသွားမယ်နော်ဟာလေလုယာဒီဘုရားတဲ့ကသူသားသူကြီးတွေထာဝရတဲ့ကောင်းကြီးရံပဲပြည့်ရဲ့ရှံရဲ့တိတ်ရဲ့ဆိုတော့ပြီးထားတာနော်ဒါမှကျမ်းစာမှာပြောထားတာတမာတရားကိုဝယ်ပါမရောင်းပါနဲ့တမာတရားဝယ်ပဲတမာတရားကိုငါ့ကိုနှုတ်ကပတ်တော်ဆာငါ့ကိုဖြစ်တယ်ရတဲ့နှုတ်ကပတ်တော်ကိုယ်တမပြန်ပြီးတော့သိနာလို့ဖြစ်တယ်တိတော့တိနေတာပဲအခုတော့လောကရဲ့ခန္ဓာဒါနနဲ့ငါနာပြောက်ပြီကျမ်းမာနေတာတိတယ်ဒီတိတဲ့အရာတွေအသက်ရှင်ဖို့မဟုတ်ဘူးနော်ဒီကျမ်းမာနေတော့ကိုယ့်ရဲ့မှာတကယ်ပြည့်လို့ဆိုရရတယ်ကိုတတ်သိခံလို့ဖြစ်တယ်နော်ဒါလေးတွေ့အကြမ်းထားတဲ့လူတတ်သိခံပြီးပဲအခုလည်းစာနာတိုက်နေတာပဲကျွန်တော်တို့ဘာတိုက်အမြင်အားဖြင့်တိုက်တယ်ကျဲတော့တိုက်ကိုကဖျားတာပြီးပဲ
ဘယ်တော့မှယောဂမရရပြီးတော့ခေါ်တော်မူခြင်းခံရဘူးတရားတော်မူတာခေါ်တော်မူခြင်းခံရမယ်ဟာလေလုယာဘုရားရဲ့ကုသမျိုးဘိသိက်ခံတာအနွမ်းကြီးပေးတာဒီအနွမ်းကြီးပါအောင်တော့ဘူးလေ You are anointed by the Holy One. 1 John chapter 2 verse 20 မှာပြောထားတာခရစ်တော်မရခင်တော့မကြမ်းတာလို့ရှိပါလေဒါကိစ္စမရှိခရစ်တော်ရတဲ့ကမှာခရစ်တော်အသွေးအားဖြင့်ဒီလိုလိုအသက်တာအားလုံးကိုစင်ကြပြီးသားခရစ်တော်ရတဲ့ကမှာဒီလိုလိုအားလုံးကအသက်တော်တော်ဝါပြီးဖြစ်တယ်အသက်တော်အင်္ဂါရတဲ့ဖြစ်တယ်နှလုံးတော်ရဲ့ဟာခရစ်တော်ရပြီးနှလုံးတော်ပြီးသားတော့ခရစ်တော်ရပြီးတော့အသက်တာအကုန်လုံးက new creation ဒါမှမဟုတ်ဒီကြတာဒါကောင်းတာ if you are in Christ you are a new creation the old has gone the new has come ပမာတော့လူကြီးကခရစ်တော်နဲ့ရှိအသက်ပြုပြီးတော့တော်ပါပြုပြီးတော့ဘယ်မှမကြိုက်ပါဘူးလူချင်းကအားလုံးကအသက်ဖြစ်ခရစ်တော်မရခင်ကကျမ်းမာရေးဆိုသလားကောင်းကြီးမခံစားဘူးလားချီနှောင်ရဲ့အပြည့်အဝရှိသလားခရစ်တော်ပါပြီးတော့လွတ်မြောက်ခြင်းတာဟာလေလုယာအတမလေးပြောရပြီလားတော့ကမတော်ပြီလွတ်မြောက်တယ်ဝိညာဉ်တော်ပြားပြီးလွတ်မြောက်တယ်ရှင်အောင်ကမရှိဘဲကတော့တဲ့ဒီလိုတဲ့တဲ့သူ set you free Second Corinthians chapter 3 verse 17 By the Spirit we are free ဝိညာဉ်တော်ရဲ့တော့လွတ်မြောက်တယ်လွတ်မြောက်တော့လူကြီးတော့တော့နေမနေဘူးနော်ချီးမွမ်းရဲ့ပါရပါရခေါ်ပေါ်ပြီးတော့ချီးမွမ်းမယ်ကခုံပြီးတော့ချီးမွမ်းမယ်လွတ်မြောက်ခြင်းလွတ်မြောက်တော့ဒီပြောက်တဲ့အသက်တာစိတ်ကူတယ်ကိုမှုတယ်ဘယ်လောက်ကြီးပဲကိုယ့်ရဲ့အသက်တာထဲမှာဝိညာဉ်နဲ့ပြေဝပြီးချီနှောင်ပြီးခံမလွတ်တော့ဘူးစိတ်ကြီးကိုခွာတော့ကောင်းကြီးတော့ကြီးတာပဲတက်တယ်တယ်တော့ထိုင်းနိုင်ပါတန်ကြိုးလေးနဲ့တုတ်ထားတယ်ရှေ့သုံးပြီးနောက်သုံးပြီးပဲသွားလို့ရတယ်ဘယ်လိုမှမလုပ်ဘူးဒီဘုရားရဲ့ဒုက္ခကိုတွေ့တာဒီရောက်တဲ့ဝိညာဉ်ပါဝါလေး super power လေးကိုခဲနေတာတာဘုလောကချီနှောင်ခြင်းနဲ့တွေ့လို့ရှာလို့ဟန်တာမဖြစ်ပါစေနဲ့ဝိညာဉ်ကိုယ်ကမှမစားမဲ့အရာတွေကိုလောကအရာကာနဲ့ချီနှောင်ခြင်းမဖြစ်ပါစေနဲ့ဒီလိုတော့ရှင်နေရတယ်လို့ဘုရားကဝိညာဉ်တော်ဘုရားကြီးနှုတ်ကပတ်တော်ပြီးတို့ပေးထားဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အသက်တာမှာဝိညာဉ်တော်နဲ့ပြောရတဲ့အခါမှာညာဘလောက်ကြီးပဲရှုပ်ချပါလိမ့်စီကြည်နံ့နေတယ်နော်ဘာကြောင့်လဲဘုရားကငါ့ကိုချီးနှောင်နေတယ်သူများရဲ့ဘလောက်ကြီးအပြည့်နေမလို့စီကြည်နံ့နေတယ်ဘုရားကငါ့ကိုအပြည့်နေတယ်သူများရဲ့ဘလောက်ကြီးကိုကဲ့ရလို့စီဘုရားကငါ့ကိုချီးနှောင်နေတယ်နော်ချီးမွမ်းနေတယ်နော်သူများရဲ့ဘလောက်ကြီးခွင့်လွှတ်နိုင်လို့စီဘုရားကငါ့ကိုခွင့်လွှတ်နိုင်တယ်နော်ဟာလေလုယာသူများရဲ့ဘုရားကိုဆိုင်နေတယ်လို့စီဘုရားကငါ့ကိုဂရုစိုက်တယ်သူများနေရာမှာပေးနေလို့လေဘုရားကတို့ကောင်းတဲ့ရကနေရာပြိတာဖြစ်တယ်နော်ဟာလေလုယာဒါကြောင့်လေဘုရားကသူ့သားသမီးကိုတာမန်ဝိညာဉ်ကိုပေးတာမဟုတ်ဘူးသူသားပြီးရောက်စတဲ့ဝိညာဉ်နဲ့ပြေဝစေခြင်းနဲ့ဒီပြေဝလို့သူပြောခဲ့အသက်တာဒီအေဝဒီလိုဆောင်တာမဟုတ်ပဲနော်အပြောရဟောရမှာအေဝဒီလိုဆောင်တာမဟုတ်ဘူးနော်ကိုယ့်ရဲ့အသက်တာကိုကိုများမြင်ခြင်းအားဖြင့်ငါတို့ဘုရားသားသမီးဆိုတာသူတို့နှုတ်ပြီးတော့ဝန်ခံစေရတယ်ဟာလေလုယာဒါကြောင့်မလို့ဒီမရှိဒီကုမ္ပဏီများဘုရားရှင်ပေးထားတဲ့ဝိညာဉ်ကို use it or lose it တာမန်အနေထားမျိုးမဟုတ်ဘူးလေကိုယ့်ရဲ့အတ္တမှာ overflow ပြောရစီရတယ်ဝိညာဉ်နဲ့ညှိလို့ရမယ် but is it in the Holy Spirit submit in the Holy Spirit ဝိညာဉ်တော်မှာကိုယ့်ရဲ့အတ္တပြောရနေတာကာလပတ်လုံးလားဒီတို့အားဖြင့်ဘုရားကိုသင်ရှားစီမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ဒီဘုရားသခင်ပေးထားတဲ့ဝိညာဉ်တော်စိတ်နာစီပါမယ်ကိုယ့်ရဲ့အတ္တမှာဝိညာဉ်တော်လှုပ်ရှားတဲ့အရာလေးကိုခံစားနိုင်လို့ကအမြဲတမ်းဝိညာဉ်တော်နဲ့ဆက်သွယ်ဖို့လိုတယ်ဆိုတာလူဆိုရင်လည်းတရားစီရင်ဘုရားရှင်ကကောင်းကြီးမှာရရှိခံနိုင်တယ်